Question 26.1 ကိုပြောပါမယ် Alia is a sole trader. The following is a summary of her final accounts. Alia ဆိုတဲ့ sole trader လုပ်ငန်းရဲ့ final account များကိုအောက်မှာပေးထားပါတယ် final account တွေဆိုတာ income statement နဲ့ SOP တွေဖြစ်ပါတယ်ဒါဆိုရင်သူက income statement for the year end ဆိုပြီးတော့31 December 2012ဆိုပြီးတော့ပေးထားပါတယ်နောက်ပြီးတော့အောက်ဖက်မှာလည်းstatement of financial position ကိုလည်း31 December 2012အတွက်ပဲပေးထားပါတယ်အဲ့နေရာမှာ income statement ရဲ့အောက်ဆုံးလေးမှာ note ဆိုပြီးတော့ရှိပါလိမ့်မယ် note ဆိုပြီးတော့ 5% of revenue are cut ဈေးလို့ပြောထားပါတယ် cut ဒါဆိုတော့ဝင်ငွေရဲ့900ခိုင်နှုန်းက cut ဈေးစရင်ဖြစ်တယ်လို့ပြောတာပေါ့ cut ဈေးဆိုတော့ကုန်လက်ငင်းရောင်းတဲ့စရင်ကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်အပေါ်မှာဝင်ငွေဖြစ်တဲ့ revenue ကိုကြည့်လိုက်မယ် revenue ရဲ့ဘေးမှာကိုယ့်ရဲ့စာအုပ်မှာနော် cut ဈေးအပေါင်း practice ဈေးလို့ရေးလိုက်မယ်ဆိုတော့အောက်မှာသူကပြောထားတယ်ကတ်စီရတာတော့ 5% လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကတ်စီရဲ့အပေါ်မှာမတို့တွေ 5% လို့ရေးလိုက်မယ်ပြီးတော့ရင်တော့အပေါင်းရေးမယ် practice ရတာဆိုရင်ဘယ်လောက် percentage ဖြစ်မလဲစဉ်းစားကြည့်ပါဦး 95% ဖြစ်မှာပေါ့နော်ဆိုတော့revenue ရဖို့ဆိုတာအဲ့ဒီလိုတွက်ထားတာဖြစ်ပါတယ်ရပါတော့ဒါဆိုရင်တော့ဟုတ်ပြီသူ require လေးကိုမတို့တကြည့်လိုက်ကြမယ်ဥစ္စာရဲ့ require မှာသူက calculate correct to 1 decimal place ဒသမတနေရာထားပြီးတော့တွက်ပေးရမှာဖြစ်တဲ့အောက်ဖော်ပြပါအချိုးများကိုတဲ့ဒါဆိုတော့မတို့ကအောက်မှာသူပေးထားတဲ့အချိုးတွေကိုအကုန်လုံးကို formula တွေထဲမှာအစားသွင်းပြီးတော့တွက်လိုက်ရုံပါပဲတွက်တဲ့အခါအဖြေထုတ်တဲ့အခါဒသမတနေရာနဲ့အဖြေထုတ်ပေးရမှာဖြစ်ပါတယ်ဒါဆိုတော့တစ်ခါတရံမှာတချို့formula တွေကတွက်လိုက်တဲ့အချိန်မှာဒသမမရှိဘဲနဲ့အဖြေကလုံးဝပြတ်နေတာတွေရှိတတ်ပါတယ်အဖြေလုံးဝပြတ်နေရင်လည်းဒသမတနေရာထားပေးရမှာဖြစ်လို့ဒသမ3ညဆိုတာကိုထည့်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်အဲဆိုရင်နံပါတ် A က liquidity ratio 5ခုစလုံးတွက်ခိုင်းတယ်နံပါတ် B ကလည်း profitability ratio 5ခုစလုံးကိုတွက်ခိုင်းတာဖြစ်ပါတယ်ဒါဆိုရင်အမတို့တွက်တိုင်းကြရအောင်ပြီးတော့အမတို့ကပုံစံနံပါတ်တက်မယ်လုပ်ငန်းနာမည်ရေးမယ်နံပါတ် A liquidity ratio လို့ခေါင်းစဉ်တက်လိုက်မယ်ပြီးတော့ရင်သူရဲ့အောက်မှာတစ်ဆိုပြီးတော့သူတွက်ရမယ် formula ဖြစ်တဲ့ current ratio ကိုရေးမှာဖြစ်တယ် current ratio ရဲ့ formula ကိုရေးထားပေးရမယ် current assets by current liability ဆိုပြီးတော့เนาะ current assets ထည့်ရမှာဖြစ်တဲ့အတွက်ကြောင့် current assets ဆိုတာသူပေးထားတဲ့ဥစ္စာရဲ့ report နှစ်ခုမှာ income statement မှာရှိမလား SOP မှာရှိမလားလို့စဉ်းစားကြည့်ပါဦးcurrent asset ဖြစ်တဲ့အတွက်ကြောင့်မို့လို့ SOP မှာရှိမှာဖြစ်တယ်เนาะ SOP ထဲမှာ current asset ဆိုပြီးတော့ပါပါတယ်အဲဆိုတော့ current asset ရဲ့တန်ဖိုး SOP ထဲမှာဘယ်လောက်ရှိသလဲလို့အမတို့ရှာကြည့်အောင် current asset ဖြစ်ဖို့ဆိုတာ inventory trade receivable bank တန်ဖိုးတွေပေါင်းတာဖြစ်တယ်ဒီသုံးခုပေါင်းလိုက်တော့အဖြေအဘယ်လောက်ရတာလဲဆိုတော့26,600ရတာလေဒါကြောင့် current assets မှာအမတို့တွေ26,600ကိုလာထည့်တာဖြစ်တယ်current liability ဆိုတာကလည်း SOP မှာပဲရှိတယ် SOP ရဲ့အောက်ဖက်မှာ current liability ဆိုပြီးတော့ trade payable တစ်ခုရှိနေတယ်9,800ဖြစ်ပါတယ်9,800ကိုလာစားလိုက်မယ်နော်ဒါဆိုရင်တော့အမတို့တွေစားလိုက်ရင်အဖြေကိုဒသမတနေရာနဲ့ထုတ်ပေးလိုက်ရင်ရပါပြီဒါပြီးသွားရင်တော့ liquidity ratio ကိုအမတို့ဆက်တွက်ပါမယ် liquidity ratio က current assets minus closing inventory by current liability ဖြစ်တယ် current asset ကခုနကတော့အမတို့တွေ26,600ဆိုပြီးတော့ရေးထားတယ်အဲ့ဒီတိုင်းပဲအမတို့ပြန်ရေးလိုက်မယ် inventory က closing inventory ကိုနှုတ်ပေးရမှာဖြစ်တယ် closing inventory ဆိုတော့အမတို့တွေ income statement ထဲမှာလည်း closing inventory ရှိပါတယ်เนาะ SOP ထဲမှာရှိတဲ့ inventory တန်ဖိုးကလည်းတကယ်တော့ closing inventory ပဲဖြစ်ပါတယ်ဟုတ်လားဒါကြောင့်အဲ့ဒီ3,600ကိုလာပြီးတော့နှုတ်လိုက်မှာဖြစ်တယ်ဟုတ်ပြီနော်နှုတ်လို့ရတဲ့အဖြေကိုညီမျှခြင်းနဲ့ခံပြီးတော့တခါတည်းအဖြေထုတ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ current liability နဲ့စားဆိုတော့ current liability က9,800ပဲဖြစ်လို့9,800နဲ့ပဲအမတို့ပြန်စားလိုက်ပါမယ်ဒါဆိုရင်တော့အဖြေကအဲ့ဒီမှာအမတွက်ပြပါမယ်အဲ့မှာ2,000နဲ့3,000ကအစား9,800အဲ့မှာအဖြေက 2.9 ဖြစ်နေပါတယ်အမက 2.9 ဖြစ်နေလို့2ကိုတခါတည်း3ဆိုပြီးတော့ပြောင်းယူထားတာဖြစ်ပါတယ်เนาะအဲ့ဒီမှာဒသမတနေရာထားပေးရမှာဖြစ်လို့ 3.0 ဆိုပြီးတော့ is to 1ဆိုပြီးတော့အဖြေထုတ်ထားတာဖြစ်ပါတယ်
ဒါပြီးသွားရင်တော့နောက်ထပ် formula တစ်ခုဖြစ်တဲ့ ratio inventory turnover ကိုဆက်တွက်ပါမယ်သူရဲ့ formula က cost of goods sold by average inventory ဖြစ်ပါတယ် cost of goods sold ဆိုတော့အမတို့တွေ income statement မှာရှိမလား SOP မှာရှိမလားလို့စဉ်းစားကြည့်ပါဦး cost of goods sold ဖြစ်တဲ့အတွက်ကြောင့်မို့လို့ income statement ထဲမှာရှိပါတယ် cost of sales ဆိုတာ cost of goods sold ကိုပြောတာပဲမဟုတ်လားဟုတ်တယ်နော်ဒီတော့ cost of goods sold ရဖို့အတွက်ဆိုတာ opening inventory ရဲ့ purchase ရဲ့ closing inventory ရဲ့ကိုတွက်ထားတာဖြစ်ပါတယ်ဟုတ်တယ်နော်အဲ့ဒီတော့သူတို့သုံးခုတွက်လို့ရတဲ့အဖြေကဘယ်မှာရှိနေတယ်လဲဆိုရင်အနောက် column မှာရှိနေပါတယ်42,400ရှိပါတယ်ဒါကြောင့်အမတို့က cost of goods sold မှာလက်ထည့်တဲ့အခါတန်ဖိုးကို42,400ကိုလာထည့်တာဖြစ်ပါတယ် average inventory ကကြတော့ဘယ်လိုတွက်တယ်လဲ opening inventory နဲ့ closing inventory ကိုပေါင်းပြီးတော့နှစ်နဲ့စာရမှာဖြစ်တယ်เนาะ opening inventory ကတော့4,000ဖြစ်ပါတယ် closing inventory က3,600ဖြစ်တယ်ဒါကြောင့်4,000ပေါင်း3,600ကိုနှစ်နဲ့မှာစားလိုက်ပါတယ်စားလို့ရတဲ့အဖြေကိုတခါတည်းအဖြေထုတ်ပေးရမှာဖြစ်ပါတယ်ပြီးသွားတော့မှသာညအမတို့တွေ calculator နှိပ်ပြီးတော့ဒသမတနေရာဖြတ်လိုက်မယ်အဖြေက times နဲ့ထွက်မှာဖြစ်ပါတယ်ဒါရပြီဆိုရင်တော့နောက်ထပ် formula တစ်ခုဖြစ်တဲ့ trade receivable collection previous ကိုမတို့တွက်ပါမယ် trade receivable ကိုဒီ credit revenue နဲ့စားပြီးတော့365နဲ့မြောက်ပေးရမှာဖြစ်ပါတယ် trade receivable ဖြစ်တဲ့အတွက်ကြောင့်မတို့တွေပုံစာထဲမှာသူပေးထားတဲ့ report နှစ်ခုမှာ income statement မှာရှိမလား SOP မှာရှိမလား trade receivable ဆိုတော့ SOP ထဲမှာရှိပါတယ် trade receivable ရဲ့တန်ဖိုးက14,500ဖြစ်ပါတယ်ဒါကြောင့်14,500ကိုမတို့ထည့်လိုက်ပါမယ် credit revenue နဲ့စားပေးရမှာဖြစ်ပါတယ် credit revenue ဆိုတာ credit sale ကိုပြောတာဖြစ်ပါတယ် credit sale ဆိုတော့ income statement ထဲမှာရှိပါတယ် income statement မှာ95% က credit sale ဖြစ်တယ်เนาะ revenue က8,400ရှိတယ်8,400ရဲ့95%ကအဲ့ဒါက credit sale လို့ခေါ်တဲ့ credit revenue တန်ဖိုးပဲဖြစ်ပါတယ်အဲ့ဒါကိုမှ365နဲ့မြောက်ပြီးတော့အဖြေဒသမတနေရာထားပြီးတော့ base နဲ့အဖြေထုတ်ပေးလိုက်ပါဒါပြီးသွားရင်တော့ trade payable settlement period ကိုသွားပါမယ်သူရဲ့ formula ကိုရေးပါမယ် trade payable by credit purchaser ဆိုပြီးတော့365နဲ့မြောက်မယ် trade payable ဖြစ်တဲ့အတွက်ကြောင့် SOP ထဲမှာရှိပါလိမ့်မယ် SOP ထဲမှာ trade payable တန်ဖိုး9,800ရှိတယ်အဲ့ဒါကိုမအောင်ထည့်လိုက်မယ် purchaser ဖြစ်တဲ့အတွက်ကြောင့် income statement မှာရှိပါမယ် income statement မှာရှိတဲ့ purchase တန်ဖိုး42,000ကိုပဲလာထည့်ပါတယ်အဲ့ဒါနဲ့စားပြီးတော့365နဲ့မြောက်မယ်အဖြေကိုဒသမတနေရာထားပြီးတော့ days နဲ့ထုတ်ပေးရမှာဖြစ်ပါတယ်ဒါပြီးတော့နံပါတ် B ကိုဆက်တွက်မယ် profitability ratio သူမှာတော့ gross profit margin လို့ပြောရင် revenue ဆိုတာသိပေးရမယ်ဒါကြောင့်သူရဲ့ formula က gross profit by revenue ဖြစ်ပါတယ် gross profit ဆိုတော့ income statement ထဲမှာရှိတဲ့ gross profit ရဲ့တန်ဖိုး41,600ဖြစ်ပါတယ်အဲ့ဒါကိုတည်လိုက်မယ် revenue ကလည်း income statement မှာပဲရှိပါတယ်8,400ဖြစ်ပါတယ်အဲ့8,400ကိုအမတို့လက်စားမှာဖြစ်ပါတယ်100နဲ့မြောက်ပေးလိုက်မယ်ဒသမတနေရာထားပြီးတော့အဖြေကို percentage နဲ့ထုတ်ပေးရမှာဖြစ်တယ်နောက်ပြီးတော့နောက်တစ်ခုပါ gross profit markup ဆိုတာ cost of sale ပြောတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူရဲ့ formula က gross profit by cost of sale ပေါ့နော် cost of sale နဲ့ cost of goods ဆိုတူပါပဲ100နဲ့မြောက်ပေးရမယ်။ gross profit ကအပေါ်မှာရှိထားတဲ့41,600အတိုင်းပါပဲ။ဒါကြောင့်41,600ပြန်ရေးတယ်။ cost of goods ကိုခုနကတော့ formula တစ်ခုမှာမတို့သုံးခဲ့တယ်။ဘယ်လောက်သုံးခဲ့တာလဲဆိုတော့42,400ဖြစ်ပါတယ်။ဒါကြောင့်မို့လို့42,400ကိုလာပြန်စားမှာဖြစ်ပါတယ်။100နဲ့မြောက်ပြီးတော့ဒသမတနေရာထုတ်ပြီးတော့ percentage နဲ့အဖြေထုတ်လိုက်ပါ။နောက်ပြီးနောက်ထပ် formula တစ်ခုကတော့ net profit margin before interest ဖြစ်ပါတယ်။ margin ဆိုတာ revenue ကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်သူရဲ့ formula က net profit before interest ကိုမှ revenue နဲ့စားပြီးတော့100နဲ့မြောက်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ဟုတ်ပြီ net profit လို့ပြောတဲ့အတွက်ကြောင့်မို့လို့ net profit ဆိုတာက income statement ထဲမှာရှိပါတယ် net profit income statement ရဲ့နောက်ဆုံးအဖြေက net profit တန်ဖိုးပဲဖြစ်တယ်လေဟုတ်တယ်နော်ဒါဆိုတော့ sorry ဒါဆိုတော့မတို့ကဒီ income statement ရဲ့ဒီနောက်ဆုံးအဖြေကြီးက net profit after interest ဖြစ်ပါတယ်သူရဲ့ဘေးနားမှာမတို့ကိုစာအောင်မှာထည့်လိုက်မယ် net profit after interest ဆိုပြီးတော့
after interest ဖြစ်တဲ့အတွက်ကြောင့်အတိုးနှုတ်ပြီးသား net profit တန်ဖိုးဖြစ်နေပါတယ်ဒီ net profit တန်ဖိုး11,600ဆိုတာကအမတို့အခုလိုချင်တာက before interest ကိုလိုချင်တာဖြစ်ပါတယ် before interest ဆိုတာအတိုးမနှုတ်ရသေးခင် net profit တန်ဖိုးပြောတာဖြစ်ပါတယ်အဲဆိုတော့ interest ဆိုတော့အတိုးပြောတာဘာအတိုးလဲလို့ပြောရင်ချေးငွေရဲ့အတိုးပြောတာဖြစ်ပါတယ်ချေးငွေရဲ့အတိုးဆို loan interest ပေါ့ဒါကြောင့်ပုံစံရဲ့အဲ့ net profit ရဲ့အပေါ်မှာ loan interest ဆိုပြီးတော့ရှိပါမယ်400ဆိုပြီးတော့တွေ့ရပါမယ်ဒါဆိုတော့ဒီ income statement ထဲမှာရှိတဲ့ဒီ net profit တန်ဖိုး11,600ဆိုတာကဒီ400နှုတ်ပြီးသားတန်ဖိုးဖြစ်နေပါတယ်အခုမှတို့ formula မှာလိုချင်တာကအဲ့ဒီ400မနှုတ်ရသေးခင် net profit တန်ဖိုးလိုချင်တာဖြစ်ပါတယ်ဒါဆိုဘယ်လိုလုပ်ရမလဲဆိုရင်ဒီ11,600မှာအဲ့ဒီ400ကိုပြန်ပြီးတော့ထည့်ပေါင်းလိုက်ပါဒါဆိုရင်တော့ net profit before interest ကိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့400အပေါင်း11,600အပေါင်း400ဆိုတော့အဖြေညီမျှချင်းခံပြီးတော့တခါတည်းအဖြေထုတ်လိုက်မယ်ပြီးတော့ revenue ကတော့ income statement ရဲ့အပေါ်ဆုံးမှာရှိတဲ့8,400နဲ့ပဲအမတို့စားပါတယ်100နဲ့မြောက်လိုက်မယ်ဒသမတနေရာထားပြီးတော့ပဲအမတို့ percentage နဲ့အဖြေထုတ်ပေးလိုက်ပါမယ်ဒါပြီးသွားရင်တော့နောက်တစ်ခုကတော့return on capital employed ဖြစ်ပါတယ် return on capital employed ကိုမှသူက formula နှစ်ခုနဲ့တွက်ခိုင်းထားပါတယ် net profit before interest နဲ့တစ်ခါတွက်ခိုင်းတယ် net profit after interest နဲ့တစ်ခါတွက်ခိုင်းထားပါတယ်ဒါဆိုအခုစပြီးတော့မတို့တွေ net profit before interest ကိုတွက်ကြည့်မယ်သူရဲ့ formula ကိုရေးမယ် net profit before interest by အခုမတို့တွက်တဲ့ပုံစံက sole trader ပုံစံဖြစ်တယ်เนาะအဲကြောင့်မို့လို့ ROC ကိုမတို့က sole trader ရဲ့ formula နဲ့အမတို့တွက်မှာဖြစ်တယ်เนาะအဲကြောင့်မို့လို့ closing capital အပေါင်း non current liability ဆိုပြီးတော့ပိုင်းခြေမှာစာပေးရမှာဖြစ်တယ်100နဲ့မြောက်မယ်net profit before interest ရဲ့တန်ဖိုးကအပေါ်မှာမတို့တွက်ခဲ့ပြီးပါပြီ12,000ဆိုလို့ရထားတယ်အဲ့ဒီကရတဲ့အဖြေကိုပဲဒီမှာလာပြီးတော့တစ်ခါတည်းပြန်ထည့်လိုက်ရုံပါပဲ line working ကအပေါ်မှာတစ်ခါတွက်ပြီးပါရင်အောက်ဘက်မှာဆက်မတွက်ပြလဲရပါတယ်ဒါဆိုရင်ဟုတ်ပြီအောက်ကပိုင်းခြေစားရမှာက closing capital နဲ့ non current liability ကိုပေါင်းပေးရမှာဖြစ်တယ် closing capital တွေ non current liability တွေဆိုတာပုံစံမှာ SOP ထဲမှာရှိပါတယ် closing capital ရဖို့ဆိုတာက opening capital ရဲ့ net profit ရဲ့ drawing ရဲ့တွက်လို့ရတဲ့အဖြေက closing capital ဖြစ်ပါတယ်ဒါကြောင့်မို့လို့58,800က closing capital ဖြစ်တယ် non current liability တန်ဖိုးက8,000ဖြစ်တယ်ဒါကြောင့်အဲ့နှစ်ခုပေါင်းလိုက်ရင်အဲ့မှာစားရမယ် closing capital ပေါင်း non current liability ဆိုပြီးတော့အဖြေရပါမယ်ပြီးရင်100နဲ့မြောက်ပြီးတော့ဒသမတနေရာအမတို့ဖြတ်ပြီးတော့ယူလိုက်မယ်ဒီမှာလည်းပဲခုနကလိုဖြစ်နေတာလို့12,000က6,600နဲ့800ကို100နဲ့မြောက်လိုက်မယ်အဲ့ဒါဆိုဟုတ်တယ်19.9ဖြစ်နေတာကိုအမ18ဆိုပြီးတော့တိုးယူထားတာဖြစ်ပါတယ်เนาะပြီးသွားရင်တော့နောက် formula တစ်ခုဖြစ်တဲ့ return on capital employed ကိုပဲ net profit after interest နဲ့အမတို့တွက်ပါမယ်ဆိုတော့သူရဲ့ formula က net profit after interest by closing capital အပေါင်း non current liability ပဲပေါ့နော်ဒါဆို net profit after interest ဆိုတာကမတို့ရဲ့ income statement ရဲ့နောက်ဆုံးအဖြေ11,600ဆိုတာ net profit after interest ဖြစ်နေပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့အဒီမှာထည့်တဲ့အခါ11,600ကိုထည့်ပေးရမှာဖြစ်တယ် closing capital နဲ့ non current liability နဲ့ပေါင်းလို့ရတဲ့အဖြေကအပေါ်မှာရှိနေပြီးသားပါပဲအဲ့ဒီအဖြေအတိုင်းပဲ6,800ကိုလည်းထည့်လိုက်ရုံပါပဲ100နဲ့မြောက်ပြီးတော့ဒသမတနေရာနဲ့ percentage နဲ့အဖြေထုတ်ပေးပါဒါဆိုရင်တော့နောက်ဆုံးတစ်ခုကတော့ revenue to capital employed ဖြစ်ပါတယ် net asset turnover လို့လည်းခေါ်ပါတယ်သူရဲ့ formula ကတော့ revenue ကိုတည်ပြီးတော့ total capital employed နဲ့စားပေးရမှာဖြစ်တယ်သူဘာမှမပြောထားရင်100နဲ့မြောက်ပြီးတော့ပဲတွက်100နဲ့မမြောက်ဘဲနဲ့ပဲတွက်ကြိုက်တာနဲ့တွက်လို့ရပါတယ်အခုကတော့အမကတော့100နဲ့မြောက်ပြီးတော့တွက်ထားပါတယ် revenue ကတော့ income statement ရဲ့အပေါ်ဆုံးမှာရှိတဲ့ 8,400ကိုအမတို့ထည့်လိုက်တယ် total capital employed ကအပေါ်က formula မှာရှိနေတဲ့6,600နဲ့800အတိုင်းပါပဲဒါကြောင့်သူနဲ့စားပြီး100နဲ့မြောက်လိုက်ရင်အဖြေကဒသမတနေရာထားပြီးတော့ percentage နဲ့ထွက်ပေးလိုက်ပါဒါဆိုရင်တော့အမတို့တွေပုံစံတစ်ပုဒ်လုံးရဲ့ ratio တွေအကုန်လုံးတွက်လို့ပြီးသွားပါပြီ